ကျွန်တော်ဒီမှာကပလီကျုံးမှာနေပါတယ်ဒီနေရာကတော့ဂျာမနီတို့ရဲ့သူတို့ရဲ့ဂျက်တီပေါ့နော်သူတို့ရဲ့ဂျက်တီဖြစ်ပါတယ်အဲ့နေရာမှာကျွန်တော်ရောက်သွားတယ်ကျွန်တော်ရမ်းပြောတယ် India North East India Union ကနေပြီးတော့ကျွန်တော်ဒီမှာအမှုတော်ဆောင်ဖို့အထူးသဖြင့်ဗမာစကားနဲ့မြန်မာစကားနဲ့စကားပြောပြီးတော့ကျွန်တော်တို့ဒီမှာကရင်နေမြန်မာပြည်ကနေ1924လောက်က1924လောက်ကမြန်မာပြည်ကနေဒီကပလီကျုံးကိုလာတဲ့သူတွေအများကြီးသူတို့ကိုစကားသူတို့ကျမ်းဘယ်လိုကျမ်းမာရေးစကားကျမ်းမာချင်းပဲဖြစ်ဖြစ်ပြီးတော့ကျမ်းစာနဲ့ပဲဖြစ်ဖြစ်ဒီကျွန်တော်သူတို့ကိုတွားပြီးတော့တင်ပေးဖို့ကျွန်တော်စီလွတ်ပါတယ်ဒါပေမဲ့အများသောအားဖြင့်1946-49မှာကျွန်တော်လွတ်လပ်ရေးရပြီးရဲ့နောက်အိန္ဒိယအစိုးရကနေပြီးတော့အဲ့ဒုက္ခသည်တွေအားလုံးကိုမြန်မာပြည်ကနေပြီးတော့အိန္ဒိယအနေပြီးတော့ဒီကပလီကျွန်းကနေပြီးတော့သူတို့ပြန်ပြီးတော့ဆေလွတ်လိုက်တာဖြစ်ပါတယ်အဲဒါကြောင့်ဒီမှာတော့ကရင်နေရှိရယ်ကရင်များသောဖြင့်သူတို့ကတော့ဒီမှာတော့စကောနဲ့သူတို့စကားပြောတယ် WRG အဲ့လိုမျိုးပေါ့နော်နကလေဖဲလဲနော်မီဝီလေးအဲ့ဒါတွေသူတို့စကားပြောတယ်သူတို့နဲ့ကျွန်တော်နေတယ်နောက်နေ့မှာသူတို့ရဲ့ centenary 100စုပေါ့နော်အနှစ်100ပြည့်တဲ့အထေးအမှတ်အနေနဲ့သူတို့ကတော့ jubilee လို့ပြောတာပေါ့နော်တကယ်ဆိုရင် centenary နှစ်100ပြည့်ပွဲကို2025 February လမှာဒီကပလီကျွန်းမှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒါအခြားနိုင်ငံကနေပြီးတော့လဲသူတို့လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့မြန်မာနိုင်ငံ passport နဲ့တော့ဒီနေရာတော့ရောက်လို့မရောက်နိုင်ဘူးသူတို့မြို့ထိပဲရောက်တယ်အဲကြောင့်အဲ့ဒါလေးကိုကျွန်တော်ထပ်မှန်ပြီးတော့ပြောချင်တယ်ဒီမှာကျွန်တော်လာတာရမ်းကျွန်တော်ပြောတယ်ကျွန်တော်ကရင်လူမျိုးတွေနဲ့လည်းတွေ့ရတယ်ကလားလူမျိုးတွေနဲ့တွေ့ရတယ်ကပလီလူမျိုးတွေနဲ့တွေ့လို့ရတယ်ဒါပေမဲ့ကပလီအဲ့တကယ်ကပလီတွေနေရာကတော့အိန္ဒိယရေတပ်ကနေပြီးတော့သူတို့ထိန်းချုပ်ပြီးတော့သူတို့ကိုဓာတ်ပုံရိုက်လို့လည်းမရဘူးပြီးတော့သူတို့နဲ့လည်းချိတ်ဆက်ပြီးတော့စကားပြောလို့မရဘူး2019မှာဆိုရင်သူတို့ missionary တဦးကိုအင်္ဂလိပ် missionary တဦးကိုသူတို့တပ်ဖြတ်ခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်မတွားနိုင်ဘူးပေါ့နော်အဲ့တကယ်ကပလီတွေအပါမဲတဲ့တကယ်အာဖရိကကပလီတွေပဲအားလာတွေကိုတော့ကျွန်တော်တို့လမ်းမှာပဲတွေ့လို့ရတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒီနေ့ကျွန်တော်ဒီမှာဂျာမနီလူမျိုးတွေနဲ့ဘယ်လိုပြောမလဲသူတို့လှုပ်ထားတဲ့နေရာတွေအားလုံးဟိုမှာဆိုရင်သူတို့မိုင်းကြီးရှိရယ်သူတို့မိုင်းကြီးအဲ့ဒါသူတို့မိုင်းပေါ့နော်သူတို့ပြုတ်လှုပ်ထားတဲ့မိုင်းတွေဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော်ရောက်သွားတာဖြစ်ပါတယ်ဒီမှာဆိုရင်တကယ်ပဲဒီမှာသူတို့ရှိတုန်းကပေါ့နော်ဒုတိယကမ္ဘာစစ်တုန်းကသူတို့ဂျာမနီတွေဒီမှာနေတယ်တဲ့အဲ့ဒါလေးကိုကျွန်တော်ဒီမှာနည်းနည်းကျွန်တော်ဆက်လက်ပြီးတော့ပြောချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တခုပြောချင်တာကတော့ဒီကျွန်းမှာကျွန်တော်နေတာနဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်မှာတက်တည်ခံချက်ရှိတာကတော့ Patmos ကျွန်းမှာရှင်ယောဟန်ခရစ်တော်အရန်ချစ်တဲ့ရှင်ယောဟန်နေတဲ့ချိန်မှာယောဟန်ကခရစ်တော်ကြွလာမဲ့အကြောင်းလေးတွေခရစ်တော်ပြောတဲ့ခရစ်တော်ဗျာဒိတ်တဲ့အရာတွေအားလုံးယောဟန်အကုန်လုံးရေးလိုက်တယ်ရေးချပြီးတော့နောက်ဆုံးအနေနဲ့ခရစ်တော်ကဘယ်လိုပြောလိုက်လဲဆိုယောဟန်ကအလင်းမြန်လာမယ်တဲ့အဲ့မှာဆိုရင်ယောဟန်ကဘယ်သူမှလည်းမရှိဘူးအဲ့ကျွန်းမှာပတ်မော့ကျွန်းမှာဘယ်သူမှမရှိဘူးအခြားတငယ်ချင်းတယောက်တောင်မှမရှိဘူးပြီးတော့သူ့ရဲ့ကျမ်းမာရေးကလည်းကောင်းမှမလားအဲ့ဒါကျွန်တော်စဉ်းစားတယ်အဲ့ချိန်မှာသူအမျော်လင့်ဆုံးအတန်းတဆုံးတောင်းတဆုံးကအတန်းတဆုံးကတော့ခရစ်တော်ကြွလာမယ့်အချိန်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ယောဟန်ဘယ်လိုပြောလဲဆိုတော့အဲ့ကျွန်းကနေခရစ်တော်အမြန်ကြွလာပါကျွန်တော်မျှော်နေပါတယ်ဆိုပြီးတော့နောက်ဆုံးအနေနဲ့သူပြောသွားတာဖြစ်ပါတယ်ကျွန်တော်လည်းဒီကျွန်းမှာနေတဲ့အခိုက်မှာ3-4 လလောက်နေတဲ့အခိုက်မှာနှစ်ချင်းခံတဲ့သူတွေရှိပါတယ်သူတို့နဲ့လည်းကျွန်တော်ရမ်းပြောတယ်သူတို့ဒီမှာပါကင်ရောနဲ့လည်းကျွန်တော်စကားနည်းနည်းပါးပါးပြောလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်ပြောချင်တဲ့နောက်ဆုံးပြောချင်တဲ့အရာကတော့ခရစ်တော်အမြန်ကြွလာပါစေဆိုတဲ့တန်တာအဲ့ဒီမျောလင့်ချက်ကျွန်တော်စီမှာကြီးမားပို့ပြီးတော့အရင်ထက်ရှိလာပါတယ်
အဲ့ဒါလေးကိုကျွန်တော်ထပ်မံပြီးတော့ပြောချင်တာဖြစ်ပါတယ်အရောက်စီတိုင်းမှာဘုရားရှင်ကောင်းချီးချပေးပါစေ